ခင်မုံဖြစ်သူသဘောကျတဲ့သူနဲ့တွေ့ရင်ပေးစားဖို့အဆင်သင့်ပါပဲလို့ပွင့်လင်းစွာပြောလာတဲ့တတတရုတ်ဆောင်တတကတော့သူမရဲ့ခင်မုံဖြစ်သူနဲ့ပတ်သက်ပြီးတော့အနာဂတ်အတွက်ထားရှိတဲ့သူမရဲ့ထူးခြားလာတဲ့သဘောထားကိုပုံမှန်လင်းလင်းရှင်းဖွင့်လာခဲ့ပါတယ်။သူမကအသက်အရွယ်ကြီးရင်လာချိန်မှာခင်မုံဖြစ်သူကအရွယ်ရှိနေသေးပြီးတော့သူ့ဘဝအတွက်အလားအလာကောင်းတွေပိုင်ဆိုင်ထားမယ်ဆိုရင်ခင်မုံဖြစ်သူသဘောကျနဲ့တက်တဲ့တခြားမိန်းကလေးတဦးနဲ့တွေ့ဆုံတဲ့အခါမှာပျော်ရွှင်စွာနဲ့ပဲကိုယ်တိုင်ပေးသားသွားမှာဖြစ်ကြောင်းပြောပြလာပါတယ်။ကိုဖားကြီးဖြစ်လို့ယောက်ျားကအရွယ်ရှိသေးရင်တခြားမိန်းကလေးတွေနဲ့ပေးစားမယ်ဆိုတဲ့သူမရဲ့စကားဟာလူမှုကွန်ရက်မှာအတော်လေးကိုဟိုလေးတကြောဖြစ်သွားခဲ့ပြီးတော့ခင်မုံပေါ်မှာထားတဲ့သူမရဲ့မြတ်တာနဲ့သဘောထားကြီးမှုကိုအယောတကြီးကြည်ကျူးနေကြပါရရှင်။တတနဲ့သူမရဲ့ခင်မုံတို့ကအေးချမ်းတဲ့အိမ်တော်ကြီးကိုတိစောက်ထားကြတဲ့သူတွေဖြစ်ပြီးအခုလိုပွင့်ပွင့်လင်းလင်းပြောဆိုလာတာကခင်မုံပေါ်မှာထားရှိတဲ့ယုံကြည်မှုနဲ့ချစ်ချင်းမြတ်တာကြောင့်ပဲဖြစ်ပါတယ်။အမျိုးသမီးအများစုကခင်မုံဖြစ်သူအခြားနောက်မီးလေးမကိုစိုးရိမ်တတ်ကြပေမယ့်တတကတော့ခင်မုံဖြစ်သူပျော်ရွှင်မှုကအဓိကဆိုတဲ့စိတ်နဲ့ပြောဆိုခဲ့တာဖြစ်လို့ပရိသတ်တွေကကံကောင်းလိုက်တဲ့ကောင်လေးဆိုပြီးတော့စားနောက်မှတ်ချက်ပေးနေကြပါတယ်။သူမရဲ့ရိုးသားပွင့်လင်းတဲ့စိတ်နေစိတ်ထားနဲ့ခင်မုန်းတဲ့ပေါ်မှာထားရှိတဲ့သူမရဲ့မော်မြတ်တဲ့စေတနာကတော့အနုပညာလောကမှာတင်မကအိမ်ထောင်တဲ့အမျိုးသမီးတွေကြားမှာပါစိတ်ဝင်စားစရာပြောစရာတစ်ခုဖြစ်နေပါတယ်ရှင်။